မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဦးကျမ်းအခန်းကြီး၈အခန်းငယ်20မှ22အထိနောအေးသည်လည်းထာဝရဘုရားဖို့ရစ်ပလင်ကိုတီးပြီးမှစင်ကြယ်သောသားစင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍ရစ်ပလင်ပေါ်မှမိရှို့သောရစ်ကိုပူဇော်လေ၏။ထာဝရဘုရားသည်လည်းမွေးကြိုင်သောအနံ့ကိုခံယူ၍ငါသည်နောက်တဖန်လူတို့အတွက်မြေကြီးကိုမကျိန်အကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးအကြံအစီဆိုးကြ၏ငါသည်ယခုတခါပြုပြီးတကဲ့သို့အသက်ရှင်သောအရာရှိသမျှတို့ကိုနောက်တဖန်ဓမ္မခတ်မြေကြီးမကုန်မီတိုင်အောင်မျိုးစေ့ကျဲရသောကာလအသည့်အနှံကိုသိမ်းရသောကာလချမ်းသောကာလပူသောကာလနှွေကာလဆောင်းကာလမပြတ်ရဟုအမိန့်တော်ရှိ၏